အော်လူသားတွေဆိုတော့လေမိုးလင်းတာနဲ့လောဘတွေနဲ့ရှားကြဖွေကြပေါ့ဗျာစာဝတ်နေရေးအတွက်ကြတော့လေလောဘဆိုတာမရှိလို့မဖြစ်ပြန်ဘူးလေဒါပေမဲ့သူများပစ္စည်းကိုမတရားလိုချင်တဲ့မတော်လောဘမဖြစ်ဖို့တော့လိုတယ်ပေါ့ဗျာဘလောက်ပဲလောဘတွေကြီးကြီးဒေါသတွေကြီးကြီးမမြဲတဲ့တဘာဝမို့တနည်းကြရင်တည်ကြရမှာပဲလေဒီတော့လောဘဆိုတဲ့ကိလေသာအမိုက်ကိုဒါနဆိုတဲ့ကုသိုလ်တစ်ပြည့်စီးနဲ့လှည့်ပြီးတော့ ဒေါသဆိုတဲ့ကိလေသာအမိုက်ကိုတော့ခွင့်လွှတ်ခြင်းတိခံခြင်းတရားဆိုတဲ့ကုသိုလ်တစ်ပြည့်စီနဲ့အလေးကျင့်ကြရမှာပေါ့ဗျာလောကမှာလောဘဒေါသနည်းလေအမှားနည်းလေပဲပေါ့နိဗ္ဗာန်အတွက်လေဒီကားထောင်မိတာဖြစ်တာပေါ့ဗျာ ဟုတ်တယ်မောင်ရေကျမတို့ပဲသွားနေတာလဲရှင် မိမကိုတောင်ကြီးကမွေးငါလိုက်ကြွေးမလို့လေအရန်စားကောင်းတယ်ကွ ဟုတ်လားရှင်ဘယ်တော့မှစားဘူးလို့လဲအဲ့မောင်ရင်က တောင်လုံးနဲ့ဟိုဘက်ရွာကိုသွားတော့ငါစားဘူးလားမိမရဲ့မိမစားကောင်းလား အရင်ကောင်းမဲ့ကိုတင်မောင်ရေ